ပွဲမတက်ဖြစ်ပေမယ့်မထင်မှတ်ကြတဲ့ငွေမောင်းတစ်ခုနဲ့ဟင်းဝရံတို့ဇနီးမောင်နှံကိုလက်ဖက်ပေးခဲ့တဲ့ပြည်တီဦးတို့စုံတွင်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေခြေတရရဲ့ကြောင့်နိုင်ငံသားမှာခြေချနေထိုင်နေကြတဲ့ပြည်တီဦးနဲ့ဦးဝဲတို့ဇနီးမောင်နှံကတော့ငယ်စဉ်တို့စုံတွဲလေးကိုလက်ဖွဲ့တကူတကာလမ်းပို့ခဲ့ပါပြီနော်ငယ်စဉ်တွဲလေးကတော့ပြည်သက်တရဲ့အားပေးချစ်ခင်မှုအမှုပညာတိုင်ဝိုင်းကချစ်ခင်မှုတွေကိုဘလောက်ရလဲဆိုတာမြင်ကြတဲ့အတိုင်းပါပဲချစ်သူရင်ဖြစ်ခင်အားလည်းအားလုံးကချစ်သူတွေဖြစ်စေခြင်းလို့ဆုတောင်းခဲ့ကြသလိုချစ်သူတွေဖြစ်ပြီးဆိုတာကိုကြီးညာချိန်မှလည်းအားလုံးကဝမ်းသာခဲ့ကြတဲ့အထိပါပဲဒီလိုမျိုးပြည်သက်အားပေးမှုကိုရထားတဲ့ငယ်စဉ်စုံတွဲလေးရဲ့လက်ချက်ပွဲကတော့ဘလောက်တောင်ခန္ဓာကြီးကျယ်လေးဆိုတာကတော့ပြောစရာတောင်လို့မထင်ပါဘူးသူတို့ကမြန်မာနိုင်ငံမှာပွဲများစွာကျင်းပခဲ့တဲ့ပြည်တီဦးနဲ့အင်နာကျော်စင်တို့နှစ်ယောက်ကိုအပြိုင်လိုက်ရင်းနဲ့ပွဲများစွာကျင်းပခဲ့ကြတာပါလက်ချက်ပွဲကိုငါးပွဲကျင်းပပြီးငါးပွဲလုံးကခန်းနားနေတာအားလုံးမြန်မာပဲနော်ပွဲပြင်ဆင်နေဆိုရင်လေတေချာပြင်ဆင်ထားသလိုသူတို့သားသူတို့သမီးပြင်မိသားစုဝင်တွေကပါခန်းနာဆုံးနဲ့လှပဆုံးပြင်ဆင်ထားတာမလို့ညီရသူတိုင်းကိုမျက်စိပရိသဖြစ်စေတာအသေးကြပါပဲပွဲငါပွဲလုံးကိုလည်းအမိုက်စားပြင်ဆင်ထားသလိုပွဲလာတဲ့သူတွေကလည်းအများပြားပါပဲတို့ညောင်ရဲ့လက်ချက်ပွဲကိုဂုဏ်ပြုပေးခြင်းသူတွေအများပြားလုံးတော့ငါပွဲကိုခွဲပြီးတော့ဖိတ်ကြားရတဲ့အထိပါပဲနော်အားလုံးချစ်ကြရတဲ့ဇုံတွေလေးရဲ့ပွဲမှာအားလုံးကဝိုင်းဝန်းဂုဏ်ပြုပေးခဲ့ကြသလိုအချိန်နေမျိုးကြောင့်ပွဲမလာဖြစ်တဲ့လူတွေကလည်းလက်ဖွဲ့ပေးနေကြတာခုထိကုန်မပြီးနိုင်သေးပါဘူးနော်ငွေသားလက်ဖွဲ့သူတွေလည်းခုထိရှိသလိုအချို့လုပ်ငန်းရှင်တွေဆိုရင်လည်းရွှေသားတွေလက်ဖွဲ့ပေးနေတာခုထိပါပဲနော်မင်္ဂလာပွဲကြီးပြီးသွားပေမဲ့လက်ဖွဲ့ပစ္စည်းတွေခုထိရှားနေတဲ့အထိကိုမှချစ်ခင်ကြတာပါအဲ့လိုမျိုးချစ်ခင်ဝန်းရံတဲ့အထက်မှာပြည်တီဦးတို့ဇနီးမောင်နှံကလည်းပါဝင်ပါပဲနော်နိုင်ငံခြားမှာနေထိုင်နေကြတဲ့ပြည်တီဦးတို့ဇနီးမောင်နှံကလည်းငယ်စဉ်အတွဲရင်လက်ထက်ပွဲပြီးသွားပေမဲ့သူတို့ကမင်္ဂလာလက်ဖွဲ့ကိုတကူတကလမ်းပို့ပေးခဲ့ကြတာလည်းဖြစ်ပါရီပြည်တီဦးနဲ့ဦးဝဲတို့နှစ်ယောက်ကမြန်မာနိုင်ငံမှာမရှိလို့လက်ထက်ပွဲမတက်ဖြစ်ခဲ့ကြပေမဲ့ပြည်သက်ချစ်တဲ့အတွဲလေးကိုတကူတကဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပါရီလူတော်များကလက်ထက်ပွဲမတက်ဖြစ်ရင်လက်ဖွဲ့ကိုတကူတကလမ်းပို့ကြမှာမဟုတ်ပါဘူးနော်အရင်ရင်းနှီးတဲ့လူကလွှင့်ကျန်တဲ့သူဆိုရင်အရေးတယူလောက်ကြမှာမဟုတ်ပေမဲ့ပြည်တီဦးတို့စုံတွေကတော့ငင်းစင်းတို့အတွဲလေးကိုဂုဏ်ပြုတဲ့အနေနဲ့မထင်မှတ်ထားတဲ့လက်ဖွဲ့ကိုလက်ဖွဲ့ပေးခဲ့တာလေးဖြစ်ပါရီသူတို့ညောက်ကချင်းနေကြောင်းကြောင့်လက်ချက်ပွဲမတက်ဖြစ်ခဲ့ပေမဲ့လိုက်ဖက်လုံတဲ့ငယ်စဉ်တွေကိုဂုဏ်ပြုပြီးငွေသားလက်ဖွဲ့ခဲ့တာဖြစ်ပါရီလက်ဖွဲ့တဲ့ချိန်မှာလည်းငွေတီးတန့်ပေးပြီးတော့လက်ဖွဲ့တာမဟုတ်ပဲအမတ်တရဖြစ်အောင်ငွေသားပန်းစီပေးခဲ့တာလေးဖြစ်ပါရီပြည်တီဦးတို့စုံတွေကတော့ဟင်းဝရနဲ့ဆိုဗီယက်တစ်နှစ်ယောက်လုံးအမတ်တရဖြစ်အောင်လက်ဖွဲ့ပန်းစီကိုနှစ်ခုပေးခဲ့တာလေးဖြစ်ပါရီပြီးတဲ့အခါမှာလည်းတော်ရုံနုပညာရှင်တွေ9သိန်း10သိန်းအများဆုံးလက်ဖွဲ့နေကြချိန်မှာပြည်တီဦးတို့ဇနီးမောင်နှံကတော့ငွေသားသိန်း100လက်ဖွဲ့ခဲ့တာလေးဖြစ်ပါရီသိန်း50တန်းပန်းစီနဲ့စီနဲ့မမရရဂုဏ်ပြုပေးခဲ့ကြတာလေးဖြစ်ပါရီသူတို့ပေးတဲ့လက်ဖွဲ့ငွေကတော့ပြည်သက်တွေကြားမှာအင်အားသိစရာဖြစ်ခဲ့တာအသေးကြပါပဲနော်ပွဲကိုမသွားဖြစ်ပေမဲ့လက်ဖွဲ့ငွေကိုတမန်ကရှန်ကမပေးဘဲသိန်း100လက်ဖွဲ့ပေးခဲ့တာမလို့ပြည်သက်တွေကချီးကျူးနေကြပြီလေဖြစ်ပါရီခင်မင်းရင်းနှီးမှုအရင်မများပေမဲ့အနုပညာမောင်နှမတွေဆိုတဲ့စိတ်နဲ့တေချာလေးလက်ဖွဲ့ပေးခဲ့တာလေးစားစရာပါပဲနော်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဝယ်သတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချိန်နဲ့တပင်းကြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်